ဒီနေ့မှာတော့ပွဲတော်ရက်တွေအတွက်အစီကားဆုံးခရစ်စမတ်တကြားလုံးစိတ်ယုံကိုတွားရောက်လဲပတ်ချက်မှာပါအလဲဘဟိုမှာတော့ဒနာရီလာတကြားနဲ့ဗျာကြီးရှိနေပါတယ်တကြားရည်ကြီးပုတ်ပွက်ဆူလာတာနဲ့အမျှတခန်းလုံးဟာအများဆုံးခြေထောက်ပေါင်းကန်ဆက်ကြီးလို့ဖြစ်သွားတာပေါ့အဲ့ဒီနဖျားကြီးကမီးဘိုးဘေးမှာရက်ပြီးသူ့ခြေထောက်ကိုအငွေပေးထားလျက်သူ့ရဲ့တနက်ခါစီကိုရနက်လေးတွေပါတဲ့အမွှန်အမွှားတိုင်းကိုတကြားရည်တဲ့တိုက်ရိုက်ရောက်အောင်ပို့လွှင့်နေတာပါနောက်တော့သူ့ရဲ့လက်မှတ်ရက်ွက်ကြီးလာပါပြီဆဲပီအကွာကနေပုတ်ပွက်ဆူနေတဲ့တကြားရည်တွေကိုချမ်းပြင်ပေါ်လန်ပစ်လိုက်တာပါဒါဟာမားလို့တာမဟုတ်ပါဘူးနော်ဖုံမုတ်တွေစီတွေနဲ့ဖနက်ရာတွေကိုအရသာထဲမှာအားတရတော့ပါဝင်ခိုင်းလိုက်တာပါအခုဆိုရင်သမိုင်းချောင်းတွေနဲ့ခြေထောက်အစီအနစ်တွေကျွဲဝသွားလဲအဲ့ဒီတကြားရည်ကိုဒုတိယကမ္ဘာစစ်လက်ထက်ကဆက်သေးကိုကောပြားနဲ့ခတ်ထည့်လိုက်ပါတယ်ဆက်သွားတွေကနေတန်ကြီးလီဟာမင်္ဂလာပွဲကစက်ကူပန်းလေးလူလိုကြွေကြော့လို့ပေါ့သူကသူ့ညင်ဘက်ကိုပုတ်ပြပြီးဒါဟာအပေါ်ဆောင်တန်တတ်ပါတဲ့ကြီးစုတင်စရာမလိုပါဘူးတဲ့နောက်တစ်ဆင့်ကတော့လက်နဲ့ဆွဲဆန့်တဲ့အဆင့်ပါတကြားလုံးကိုချဲမြင့်ပေါ်ရိုက်ချပြီးရာစုနှစ်ချီနေတဲ့ဖုံမုတ်ပြီးဖနက်ကရွှွှန်အမွှေးကြိုင်တွေပေါ်မှာချစ်စနိုးနဲ့လှိမ့်ပေးလိုက်ပါတယ်သူကနယံနဲ့တပ်ပုတ်နေတယ်လို့မျိုးအားနဲ့ဆွဲတာကြောင့်တစ်ချက်ဆွဲတိုင်းနယံကထုံးတွေဟာအခဲတဲကိုကျွေကြလူနီးပါပဲပြီးတော့အဆုံးသတ်အစီအစဉ်ဖြစ်တဲ့ခြေထုတ်ပုတ်ဝါနဲ့အပူပေးနီးလာပါပြီအဲ့ဒီပုတ်ဝါကတော့မှုံမျိုးစုပေါင်းစုံစုဝေးနေတဲ့မှုံပြတိုက်ကြီးအတိုင်းပါပဲအဲ့ဒါကိုနွဲနေတဲ့တကြားလုံးပေါ်မှာမှုံနှန်းတက်ပွဲကျင်းပတယ်လို့မျိုးအုပ်ပေးလိုက်တာပါနောက်ဆုံးမှာတော့အပေါ်ကနေအစ်စ်အဆန်လေးတွေဖြူပြီးနက်နဲတဲ့ရာဇဝင်ရှိတဲ့လက်ကြီးတွေနဲ့ပုံဖော်လိုက်ပါတယ်ဒါကတော့ဒီစက်ရုံရဲ့အားလက်ရဲ့အထူးထုတ်ပေါ့စားလိုက်တာနဲ့တင့်ရဲ့အစာကုန်ကသူ့ဘာသာသူအသက်အာမခံမလို့ကြောင်းလက်မဲ့ထိုးခိုင်းမဲ့တကြားလုံးမျိုးပေါ့